Hello ခိုင်0လက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ enemy character တွေအကြောင်းမဟုတ်ပဲ Dune ဆိုတဲ့ movie ဇာတ်ကားတွေကမင်းသား Timothy Chalamet ရဲ့ Paul Atreides ဆိုတဲ့ character အကြောင်းပြောပြပေးသွားမှာပါဒီဇာတ်ကားကကကြမ္မာနဲ့တာဝန်ကြတဲ့ကလူငယ်လေးတစ်ယောက်ရဲ့အကြောင်းနဲ့ယုံကြည်တတ်ဝင်မှုတွေအဆုံးရောက်လွန်သွားရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကိုရိုက်ပြပေးထားတာပါနံပါတ်1 The Beginning Paul ဆိုတဲ့ကောင်လေးဟာမွေးလာကလေးကခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့လေ့ကျင့်ခံထားရပြီး Atreides အိမ်တော်ရဲ့စက္ကန့်တူပါဒါပြင်သူ့မိဟာလည်း Bene Gesserit လို့ခေါ်တဲ့အိမ်တော်ရဲ့ bloodline တွေကိုနောက်ွယ်ကနေကြိုးကင်နေတဲ့အဖွဲ့အစည်းရဲ့ထက်မြက်တဲ့အဖွဲ့ဝင်မှာဟောဟာအစပိုင်းမှာသူဟာခေါင်းဆောင်တစ်ယောက်လိုကြီးမားတဲ့တာဝန်တွေကိုထမ်းဆောင်မှုမဖြစ်နိုင်ဘူးဆိုပြီးရင်ဆိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့ကံကြမ္မာကိုသူပြောင်းလဲနိုင်နေတယ်လို့လက်ခံထားတယ်ဆိုတာကိုမြင်သာစေပါတယ်။နံပါတ်2 Power Destiny and Fate ပေါ်မှာတိုက်ခိုက်ရေးစွမ်းရည်စဉ်းစားနိုင်စွမ်း Bene Gesserit ရဲ့စွမ်းရည်ဖြစ်တဲ့The Voice အပြင်အနာဂတ်တွေကိုပါကြိုတင်မြင်နိုင်ပါတယ်။သူဟာသူ့ရဲ့ကံကြမ္မာကိုလက်ခံမထားပေမဲ့အချိန်ခါနဲ့ PR တွေတာရှိလာခဲ့ရင်တောင်းလဲသွားနိုင်ကြောင်းကိုမြူပီဝမ်းမာတဲ့ကကြိုတင်ပြထားခဲ့ပါတယ်။ဟိုးရင်တွေက Bene Gesserit က Arrakis လို့ခေါ်တဲ့ရေရက်ရှားပါတဲ့ဂျူပေါ်မှာနေထိုင်တဲ့ Fremen လူမျိုးစုတွေကိုထိန်းချုပ်နိုင်ဖို့တနေ့မှာမိခင်တယောက်ရဲ့တားတစ်ယောက်ဟာဒီဂျူပေါ်ကိုရောက်လာပြီးအရာအလုံးကိုပြန်လည်စိမ့်လက်လာအောင်ဥဆောင်လက်ပြလိုက်မယ်ဆိုကဖြာဒီစကားတွေကိုဖြန့်ထားခဲ့ပြီးဘာသာရေးတစ်ခုပေါ်ပေါက်လာအောင်ဖန်တီးထားခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲပေါ်ဟာArrakisကိုရောက်လာတဲ့အချိန်မှာတော့ Fremen လူမျိုးစုတွေကသူဟာကက်တင်ရှင်မဲဆိုပြီးတစ်ထစ်ကြယုံကြည်သွားပါတော့တယ်။ဒီနေရာမှာပြောစရာရှိတာကဘာလို့အလွယ်တကူယုံကြည်သွားရတာလဲဆိုတာပါ။ဒီရန်ရှာပါပြီးအဖက်ဖက်ကဆုံးရှုံးမှုတွေကြောင့်ပြန်လည်စိမ့်လန်းလာမယ်ဆိုတဲ့စကားဟာစုပ်ကင်ထားစရာမျှော်လင့်ချက်တစ်ခုဖြစ်လာပါတယ်။အချိန်ကြာလာပြီးမျိုးဆက်လိုက်ပြောပြလာရကစကားဆိုတာထက်ယုံကြည်တတ်ဝင်မှုဘာသာတရားအဖြစ်ပါပြောင်းလဲသွားတာကြောင့်ပါဒီလိုဖြစ်လာအောင်လဲ Bene Gesserit တွေကအချိန်တွေအများကြီးရင်းပြီးဘာသာရေးမှိုက်တိုက်ခဲ့တာပါနံပါတ်3 Path with No Choice Atreides အိမ်တော့ကြာဆုံးပြီးနောက်ဘောဟာ Fremen လူမျိုးတွေနဲ့အတူတိုက်ပွဲဝင်တာသူဟာသူတို့တည်းကတယောက်လိုပဲရှင်းတန်ကျင်ခဲ့ပါတယ်သူဟာကယ်တင်ရှင်မဟုတ်ဘူးဒါဟာအစီအစဉ်ကျလုပ်ထားတဲ့သူ့မေ Bene Gesserit ရဲ့လှည့်ပြားမှုတတ်တာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်ဒါပေမဲ့ဘာသာရေးယုံကြည်ရှိသူတွေကတော့လက်ခံထားသေးပါပဲဟောရဲ့အမိကလည်းဒီယူဆတွေပုံမကြီးမားလာအောင်အားနေပြီးကြောက်တက်လက်လူတွေကစပြီးယုံနေခဲ့ပါတယ်ဒါပြင်သူတို့ပုံခိုရနေရတွေကတခုကိုတိုက်ခိုက်ဖျက်ဆီးခံလိုက်ရတဲ့အချိန်မှာတော့ဘောဟာချစ်ရတဲ့လူတွေကိုဆုံးရှုံးရတာတဲ့သူ့ရဲ့ကံကြမ္မာဖြစ်တဲ့ Atreides အိမ်တော်ရဲ့စက္ကန့်တူ Arrakis ရဲ့ကယ်တင်ရှင်စัจ java တစ်ခုလုံးကိုလောင်ကျွမ်းစေမဲ့ဘာသာရေးစစ်ပွဲကြီးရဲ့စတင်သူဖြစ်ဖို့ကိုပဲရွေးချယ်လိုက်ရပါတယ်ဘောဟာဝါတာလိုက်ကိုတောက်တုံးပြီးတဲ့နောက်မှာတော့အတိတ်အနာဂတ်တွေကိုပုံမတိကျစွာမြင်နိုင်ရတဲ့အပြင်သူဟာလူထုကိုလှုပ်ဆောင်နိုင်ခွင့်ရှိတဲ့ကြောက်စရာကောင်းတဲ့ခေါင်းဆောင်ဖြစ်ပြောင်းလဲသွားပါတော့တယ်။ကျင်းချုံပြောရရင်ဘောမှာရွေးချယ်စရာနှစ်ခုရှိတယ်လို့ထင်ခဲ့ရပေမဲ့တကယ်တော့သူ့မှာရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါဘူး။ဒါဆိုရင်ဘောဟာကက်တင်ရှင်ပါ။ဒါမှမဟုတ်စัจ java တစ်ခုလုံးကိုလောင်ကျွမ်းစေမဲ့ဘာသာရေးစစ်ပွဲကြီးရဲ့စတင်သူလား။တိကျတဲ့အဖြစ်ရလို့မရှိတာကပဲဒီဇက်ကားရဲ့အနှစ်သာရပါပေါ့။ဒါပြင်ယုံကြည်တတ်ဝင်မှုတွေဒါအဆုံးရောက်သွားရင်ကြောက်မက်ဖွယ်ကောင်းလောက်အောင်အသုံးချပြီးအဆုံးမရှိတဲ့ပျက်စီးခြင်းတရားကိုပါဆင့်ခေါ်နိုင်ကြောင်းကိုပြသထားပါတယ်။ဒီဇက်ကားလေးကိုမကြည့်ရသေးဘူးဆိုရင်ကြည့်ဖို့အကြံပေးပြစီ။နောက်ပြောပြမယ်ကြိုက်တာတွေအကြောင်းသိချင်နေတယ်ဆိုရင် channel လေးကို like and subscribe လုပ်သွားပေးပါ။တင်နမြသိအောင်လည်းခေါင်းလောင်းလေးကိုနှိပ်သွားပေးပါ။ဒီနေ့အတွက်တော့ဒီလောက်ပါ